မင်္ဂလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများအတွက်တရက်တာဆောင်းရန်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ကိုယ့်အပေါ်မနာလိုသူရန်လိုသူနှောက်ယှက်ခြင်းတို့များတွေ့ရတတ်ပါတယ်နေထိုင်နဲ့စိတ်လိုမကျဖြစ်နေတတ်ပါတယ်အပြောမအဆိုမှဆုံးဖြတ်ချက်အမှားတွေကြုံတွေ့ရတတ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်တတိထားပေးပါတင်းနစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အဖြူရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာကော်ဖီ2ခွက်ကလူပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့ရက်ဆိုင်ထားတဲ့လုပ်ငန်းများပြန်လည်ပြီးတော့စတင်ရတတ်ပါတယ်အလုပ်မှာအဆအဆရရအဆင်ပြေနေပါလိမ့်မယ်ရည်ရွယ်ထားတဲ့အလုပ်များရဲတာလုပ်ပေးပါချစ်သူစီကနေပြီးတော့မမျော်လင့်မယ်လက်ဆောင်ရတတ်ပါတယ်ခြေထောက်တစ်ဖက်မှာနာကျင်ကြိုက်ခဲနေတတ်ပါတယ်နှစ်ရှိပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့ခရမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလိန်ပေါ်ရီကလူပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်များဖြစ်ရပါမယ်အလုပ်မှာသူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်ရစရာရှိတဲ့ငွေများပြန်မရပဲထင်းဟောကြံ့ကြာနေတတ်ပါတယ်ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်ချစ်သူရဲ့အထင်လွဲခြင်းကိုခံရတတ်ပါတယ်ငါးလေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အပြာရောင်နဲ့အညူရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလက်ဖက်ရည်ကလူပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့အလုတ်မှာနာမည်ဂုဏ်သတင်းကြော်ကြားပါလိမ့်မယ်အလုတ်နဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းအဖက်ဖက်ကနေပြီးတော့ကောင်းနေပါတယ်စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေမဲ့နေ့ဖြစ်ပါတယ်ကိုယ်လက်ရရန်တာမျိုးတွေဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းများကြားရပါလိမ့်မယ်ငါးကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျံမှာမွေးကားကတ်လို့ပူဇော်ပေးပါချာရာပရိသတ်သမီးများတို့ယနေ့မှာတော့အဆဆရရအဆင်ပြေအောင်မြင်နေပါလိမ့်မယ်လူမျိုးကြားဘာသာကြားဆက်တူရှယ်ယာလုပ်ငန်းကိစ္စတွေအဆင်ပြေပါလိမ့်မယ်အချင်းရင်းနဲ့အိမ်တော်ရေးမှာတော့တဦးနဲ့တဦးဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်ဝေကံကောင်းပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်နှုရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျံမှာအုံးဒီပါတယ်မို့ကလို့ပူဇော်ပေးပါတောက်ကြသားသမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်အထက်လူကြီးအကြီးကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်အလားအပရွှေရည်သနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းများကြားရပါလိမ့်မယ်36ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျံမှာလိန်ပေါ်ရီကလူပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့အလုပ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးသတိထားဆောင်ရွက်ရမယ့်နေ့လေးဖြစ်ပါတယ်စက်တူရှယ်ယာစာချုပ်ကိစ္စများအထူးအောင်မြင်ပါလိမ့်မယ်ရွှေအလားပအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာပါလိမ့်မယ်လက်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်အခြေရေးမှာတော့တာယာနေပါလိမ့်မယ်63ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အပြာရင့်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျံမှာပဲကိတ်ကလို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ